ဆိုတာတူလေးနဲ့လိမ့်တာ အာတုံးနဲ့လိတ်တာတဲ့ လိမ့်ပြီးတော့ပုံကြီးကပ် ဩ ငါပြားမြေပုံလေးတွေရှိပါတယ်လမ်းကျွေလေးတွေရှိရတယ်ကိုလိုကငါပြားမြေပုံလေးနေပေါ့ ကဲရွှေစည်းခုံရပါပြီအဲအကြည့်ကြည့်နော်တပ်ပဲလိုက်တာပြတင်ကြီးနတ်သမီး ကောင်းတယ်လေ အေး ကောင်းတာလုပ်ရင်ကောင်းတဲ့လမ်းကိုခေါ်သွားတယ် အော် မကောင်းတာလုပ်ရင်တော့ဖြစ်တံပေးရပေါ့တည်း ဟဲ့ဒီမှာနတ်ရုပ်လေးတွေကကြတော့ဘာထူးလဲဆိုလို့ရှိရင်အများစုကလေပုံမှန်ရုပ်ထုတွေနဲ့မတူဒီမှာဒါပွဲစားကြီးအနီးကရိုက်လို့ရတော့ရိုက်ပြပေးရ 六点钟要唱变成一样了，我要在他妈年上上班，妈咪讲了跟我媳妇拿到。 ဒီဆောင်ရွက်ရောက်ပါပြီဒီမှာတော့နက်ခတ်တွေရှိတယ် စီးပွားတွေတို့အောင်စောက်ချောက်ပါထုံကောင်းထဲကောင်းရတနာကြီးစီကောင်းရရှိအောင်မားစားစောက်ချောက်ပါကုန်လန်းသွား တောင်းပြီးတော့ပတ် အဲ့ဒါရေးတယ် ရေအိုင်းတော့ဒီနေ့ကနေစိတ်ဘူးတော်ကိုချိန်ရတာဘယ်လိုချိန်တာလဲတော့မသိပါဘူးလိုက်တာရွှေစည်းခုံရပါပြီအောင်မလေး ပြတဲ့လေးပြောင်းပါ စံကိုပါမလား ပြတော့ပြစမှာမပြ ရဘူးသူတို့ကဲရွှေစည်းခုံကိုရောက်ပါပြီ 哦，ကစီနဲ့ကဒီမှာရောက်တာတခု ကဲ ရိုက်လေနေစားမှာလား တမ်းမယ် မုန်ကစီတဲ့ ရပြီ မုံလေးနဲ့ပဲစသွားပြီးမှာနော် တုံးနဲ့လည်းရ လုံးနဲ့လည်းရတယ်ဟုတ်ကဲ့လုံးနဲ့ကတော့ခြူတာပေါ့မုံနဲ့ကတော့စိတ်တာ တုံးနဲ့ကချိုတယ်မုန်နဲ့ကစိတ်နေတဲ့ စိတ်သားကြော်လေးလည်းရတယ်နော်တစ်စီးမှတစ်ထောင်မှစိတ် ဒီမှာတစ်ထောင်နဲ့တစ်ထောင်ပို့လောက်ဝလာ တက်ကြည့်ပါ အဆာမ အဲမဟုတ်ကျွန်တော်တွားဆွတ်ထားလို့ စမဲ့ပြီကျွန်တော်ပြန်အားကောင်းကျွတ်တာလေးထပ်ပြီးထားတယ် နဲ့ဒါပဲလားဟမ် တုံးတဲ့ဆံပေးတုံးလေး ဘယ်လောက်လဲ ဒါဘလို့ရောင်းတာလဲညီမတကူတော့ တုံးနဲ့ကြတော့တစ်ထောင်ပဲလားဩ ဆိုတာတူလေးနဲ့လိမ့်တာ ဒါတုံးနဲ့လိတ်တာတဲ့ လိမ့်ပြီးတော့ပုံကြီးကပ် ဩအုံဒီကပ်ပြီးတော့ဒါစိတ်သားကြောက်ကြောတဲ့တစ်ချောင်းတစ်ထောင်လက်စည်းတစ်ထောင်နဲ့ အသားကိုရှောက်တင်းနဲ့နေပြီး6လကျော်ထားတယ်ဘယ်နှလထားတာထားလို့ရအောင် อ๋อဆက်တာ ကဲရှင်းလိုက်အောင်ကဲ2000နဲ့ ဒါဝေးဖာနေပါဝေးဖာတဲ့ကိုအကတ်စီပါခင်ဗျာ အနေလာနေရကင်မရာထဲမှာမျက်နှာတွေဘယ်လိုတွေ့နေတာလဲဆိုတာ ဒီပန်ပြောဒီပန်ဒီယူကြည့်ရမယ်ဝေးပန်ဒီယူကျူကိုကြည့်ရမယ်နော်ရလားနော် အေးကျွန်တော်တို့ကပကံကကျွန်တော်ပကံမှာနေတာဘယ်ရတမရှင်းပြရမလားဟာဟလားဟိုငါသွားဆွတ်ထားလို့ဒီဘုရားဆောင်တန်းကဒါလေးတွေကိုလည်းအရင်စိတ်ဝင်စားဒီပေါ်ကလေပကြီးတွေပေါ့နော်ဇောင်းတန်းရဲ့ပကြီးဇောင်းတန်းပကြီးတွေကိုသဘောကျအရင်ကြီးတော့လေဟိုကမဟုတ်တော့ဘူးရှေးတုန်းကဆွဲတဲ့ပုံတွေတော့မဟုတ်တော့ဘူးဒါပေမဲ့ကတော့တန့်ရှင်းမလုပ်တာတော့နည်းနည်းလေးဝါဖုံနေဖြစ်နေတာပေါ့နော်အမှန်တော့တချို့ချက်တွေမရှိတော့ဘူးနော်ဘယ်ရောက်သွားလဲငါပါနင်းမိတာတော့ဘာဘယ်ချက်တွေလဲပထမဆရာမြတဲ့မန္တလေးတဲ့ပကြီးဆရာကလေဆရာမြရဲ့လက်ရပေါ့နော်ကိုကအဲ့ဘုရားဆောင်တဲ့ပကြီးကြီးဆိုတဘောတွေကြအဲ့လိုဒီဟန်ပြူ၍နေဟန်တဲ့အဲ့ဒါမျက်နှာအချိုးအစ်စ်ကလေမြန်မာပကြီးအချိုးအစ်စ်မျက်နှာဟိုလိုမျိုးဘယ်လိုပြောမဝိုင်းလေးတွေလေအဲ့ဒါကိုသဘောကျ ဒီသွားပါအောင်ရှင်ပြရပါလေသွားပါအောင် တလုတ်ပါ ငါပြားမြေပုံလေးတွေရှိပါတယ်လမ်းကျွေလေးတွေရှိရတယ်ကိုငါပြားမြေပုံလေးနေပေါ့ ကဲအားပြီးကျင်တယ်
ကုန်လုံးကိုရွှေစည်းကုံနဲ့အမှန်ကခရီးစဉ်လိုက်ပို့တာအခုကအဲ့တဲ့တွေမရောက်သေးတော့အရင်ပတ်ပြီးတော့ရိုက်ပြမယ်ပေါ့နော်ဟိုတနေ့ကရွှေစည်းကုံကိုလည်းရိုက်ပြဖို့စူးစမ်းသေးတယ်ပူတော့မနှင်းနိုင်လို့အဲ့တော့ YouTube ကြည့်တဲ့လူတွေနဲ့ကိုအပူတက်တာရေးနဲ့ဟိုရှင်ပြီးရွေးလိုက်တဲ့အချိန်မှာလာမရိုက်ဖြစ်တော့အဲ့လိုအမှန်ကကြောက်နဲ့တည်တဲ့ structure တွေကဒီမှာကမများဘူးလေပကံမှာရွှေစည်းကုံကတော့နာမည်အကြီးဆုံးပေါ့ဒါကြောက်နဲ့တည်တဲ့ structure တွေထဲမှာဆိုတော့ကိုကလာရိုက်ချင်တယ်ဆိုတော့ကိုကအဓိကတော့ရွှေစည်းကုံမလို့တို့ဘာလို့ညာလို့တဲ့စာလို့ရှိရင်ဟိုလိုမျိုးပေါ့နော်ကိုကိုတိုင်းစိတ်ဝင်စားပြီးတော့ကြီးတဲ့ဟာလေးတွေရှိရရွှေစည်းကုံမှာအဲ့ဒါလေးတွေကိုမတန်းတင်ထားကြတာဘာကြောင့်လဲဆိုတော့ပြီးရင်နောက်ကိုလည်းတတိယကြမှာရပါလိမ့်နော်အဲ့လိုမျိုးတွေရှိတာအဲ့ဒါလို့ဆိုတော့အဲ့ဒါကြောင့်မလို့ပါဒါကပါလေအင်ကူလီမာလာတယ်ဒီမှာကျအင်ကူလီမာလာရှိတယ်ဟဲ့ဒီမှာဟိုကတော့ဒီပြားကိုအဝေးကနေတမ်းပြီးတော့လိုက်တယ်ဒီပြားကအ င်ကူလီမာလာကိုကင်မရာလေးကသေးတော့အဲ့ဒါတော့ကောင်းတယ်ထည့်ရိုက်ကိုရအင်ကူလီမာလာတော့ဒီမှာဖျားရှိခိုးနေဒါကကြတော့ကိုကဘယ်မဟုတ်ဦးဝင်လာလဲတော့မသိပါဘူးကွယ်ဒီမှာဒါကဟိုဟာနမိတ်ကြီးလေးပါလားအဲ့မှာအင်းရှိမင်းသားသူကနေဒီမှာဒါကလူအိုဖျက်သွားတယ်ဒါကလူအိုဟိုမှာယဟန်ဒါကလူနာလူအိုလူနာလူသေးကဒီမှာဒါနမိတ်ကြီးလေးပါတွေ့ရပါနော်ဘာသာရေးနဲ့ပတ်သက်ရင်နောက်ကျမှဟိုလောက်အောင်မယ်အပေါ်မှာဘယ်လိုလို့ခိုးဟွာတွေကြီးပဲဖြစ်နေတာလည်းမသိဘူးဒီပေါ်မှာ ပြားရဲ့နံပါတ်8ချက်ကတော့ဆွတ်မဥတပိတ်သူကတပေါင်းလားပြင်းလေးမှာတာမန်လူတွေလုံးဝရှင်းပေါ့ကတ်လို့မရသူတို့ဒီသူတို့ပြည့်နဲ့သူ့ကြားမင်းဒီပန်းနေကိုလေကိုကသဘောကျသူကပူလာပဲတော့ပဲပေါ်တက်နော်ဒီပန်းနေကိုလေကိုကသဘောကျညီတော့ဓာတ်ပုံတွေရိုက်တာနော်ဒါကလည်းဟွာလေကြောက်တပိတ်ဒီမှာလေဒါကြီးလည်းတဲကြောက်တပိတ်တွေဖြစ်မယ်ဒီဟွာကလည်းရွှေစည်းကုံကလည်း तू ကတဲကြောက်နေတယ်နောက်ကကလေးပြောသလိုပဲအဲ့လိုဟဲနှစ်ထီးရပေါက်တာဒါကြီးလေကိုကတဘောကြတာဒီရုပ်လေဒီရွှေစည်းကုံရဲ့တောင်းမှာရှိတဲ့ဒီဘာလဲမနုတဟဖိနေခွာလားပေါ့မနုတိဟဖိနေခွာသူ့ရဲ့ဒီဥစ္စာကိုလည်းကိုကသဘောကျနေသူနဲ့ဆက်ပြီးရိုက်သွားအောင်မယ်အဲ့ဒါပါလေပြတင်ကြီးနဲ့သမီးဟုတ်တယ်အေးကောင်းတာလုပ်ရင်ကောင်းတဲ့လမ်းကိုခေါ်သွားတယ်မကောင်းတာလုပ်ရင်တော့တစ်တန်ပေးတယ်ပေါ့တယ်လေဟဲအဲ့တော့ငါတို့ဘယ်လိုလုပ်ကြမလဲသူစိတ်မှာဖြစ်သွားတဲ့သူကအဲ့လိုမကောင်းတာမြင်လောက်ထားတာရှိရင်သူကတန်ပေးမှာတယ်အရန်ကောင်းမွန်တော့အရာအလုံးကိုသူစောက်ထားတဲ့သူပါနဲ့သမီးရေကောင်းတဲ့အရာတွေတည်ဆောင်ပေးပါကောင်းတဲ့အရာတွေတည်ဆောင်ပေးပါတဲ့ဘောကတက်ကြည့်လို့ရတယ်ပြီးတဲ့ကားလားဟိုမှာမလားကြပြီဒီမှာလေဒီမှာကျတော့အကျွေပြားတွေရှိတယ်ကိုကလည်းအဲ့လိုကျွေပြားလေးကြတဲ့ဘောကကြတယ်ဟုတ်ဘယ်ခေတ်လဲတော့မသိဘူးအခုခေတ်ကဒီလိုကျွေပြားတိတ်မရှိတော့ဘူးလေနော်အမေဒီပကံဖျားတွေမှာဆိုလို့ရှိရင်ဒီလိုကျွေပြားလေးတွေ့ရတတ်တယ်ပန်းကျွေပြားလေးတွေပေါ့နော်အမှန်ကတော့သူ့ပတ်သက်တဲ့သူလေးတေချာခင်းနေဟေ့ဆိုလို့ရှိရင်တော့ပိုကောင်းတယ်အခုကဒါကတော့မျက်စိအရမ်းတော့ကြည့်သွားသူကလေဟိုလိုမျိုးမဟုတ်ဘူးသိလားသူကအမှန်ကလေဖောင်းကြွလေဒီကျွေပြားလေးတွေကလေသဘောကျတယ်ဟိုမှာရှိရလေရန်ကုန်ကပါလေကျွန်တော်အရင်တစ်ခေါက်သွားတဲတော့ဝယ်ရန်မဟုတ်ဟိုတင်တယ်ဒါပစိဖိတ်မှာလားပါလားမသိဘူးသူရေချိုးကန်းသားလေးမှာလေခင်းတာလေးကျွန်တော်အဲ့မျိုးလေးသဘောကျဘာလို့လဲမသိဘူးအခုကဒီအလိုမျိုးပေါ့နော်နည်းနည်းရှေးဟောင်းပုံစံလေးကျွေပြားလေးသဘောကျဒီပေါ်မှာလည်းအဲ့ဇောင်းနှံပကြီးတွေမျိုးတွေရှိတယ်ဒီဟာလေးလည်းသဘောကျဟဲ့ဟိုမှာခိုးအတိုက်ခိုးဟာရှိတယ်
ဓာတ်ခွဲတဲ့အခါမှာအပေါ်ကသားတော်ဖြစ်သူကအောက်ကဖေးဖြစ်တယ်သူလားဆောက်ရောက်တယ် ။အော်ငါတို့ဘက်ကဝင်ရမှာ ဖေးဖြစ်သူက ။ဟုတ်တယ်ဟုတ်တယ် တလားကြီး ဟုတ်တယ်။ဖះကတော့နော်ဘယ်နေရာနေဖူးလိုက်လှတယ်နေပူတော့ပိုးလှပိုးတက်ပဲ။ချမ်းပူလိုက်တာ ကြီးတော့တင်မျိုး ဖះကဲဖေးထက်သားတလားကြီးနဲ့ကွန်ရောက်ပါပြီ။ဟောဒီမှာပါဒါကတော့ဖေးထက်သားတလားကြီးနက်ကွန်အောက်ကအဖေအပေါ်ကသားဒီမှာနက်ရုပ်လေးတွေကကြတော့ဘာထူးလဲဆိုလို့ရှိရင်အများစုကလေပုံမှန်ရုပ်ထုတွေနဲ့မတူသူတို့ကကြတော့လူရုပ်နဲ့ဖျားရုပ်နဲ့တန်ခါရုပ်တွေပိုင်းနဲ့အဲ့ဒါနဲ့မတူအောင်ထူကြတာများအဲ့တော့နက်ရုပ်တွေဆိုလို့ရှိရင်အများစုကပို့ပြီးတော့ prominent ဖြစ်တဲ့အပိုင်းလေးရှိတာပေါ့နော်ဥပမာမျက်လုံးကြီးကြီးတာနှာခေါင်းချွန်တာခေါင်းကြီးကြီးတာနော်သူရဲ့ structure လေးကြီးလိုက်လို့ရှိရင်ကြတော့အဲ့လိုတာမန်လူရဲ့ structure နဲ့မတူအောင်သူတို့ထူကြတာများတယ်အဲ့ဒီပကံခေတ်ကနက်ရုပ်တွေတို့ပါတော့ပေါ့နော်ခုခေတ်တီလည်းအတိုင်းပါပဲအဲ့ဒါလေးတွေကကြတော့ပုံမှန်အပြင်ကျွန်တော်တို့ကဘာ history မှာသိမနေဘူးနော်မှရုပ်တုတစ်ခုကိုကြီးတဲ့ခါကြလို့ရှိရင်သူ့ရဲ့ဖွဲ့စည်းထားတဲ့ပုံစံထူထားတဲ့ပုံစံကိုကျွန်တော်တို့ကမှန်းရင်သိတယ်နှက်ရုပ်လားဘာရုပ်လားပေါ့နော်အဲ့လိုမျိုးဒါကအဖရွှေညိုတင်တဲ့သားတော့ရွှေစကားနန်းနန်းအပေါ်ကသားတော့အောက်ကတော့အဖေပေါ့ဒါပေမဲ့သူတို့ဆိုရိုးစကားတွေကတော့မျိုးစုံပေါ့ကွယ်ကိုကတော့အမှန်တော့ရုပ်ထုရဲ့တဘာဝကိုကွာကြည့်တာအဲ့လိုမျိုးကဲအောက်မှာတဲ့ဂုံတဲနင်တို့သူတို့လေအလူငွေပါညာထည့်ဆက်စီထည့်ပေးခဲ့လိုက်နော်ဟောဒီမှာဒါကပွဲစားကြီးနဲ့ တွေ့ရပေါ်အဲ့မှာရုပ်ကိုကိုရှင်ပြန်ဆောင်တာကိုဆောင်ခဲ့တဲ့ပတ်စံကိုမျိုးမှာဈေးရောက် စောင်းလိုက်9000နဲ့မရော့တာ ဒီမရောက်တဲ့ကိုမှပါတယ်အမေကြီး လူသွားပါလေ ထူးခြားတယ်ဒီတစ်ခေါက်လာတော့ပုံမှန်ဆိုဒီတစ်ခါကြီးအမြဲပိတ်ထားတာဒီနေ့ဘာလို့ဖွင့်ထားလဲကိုကိုယ်တိုင်တော့မှအရင်တော့တစ်ခါမှဒီလိုမရိုက်ဘူး တန်းနဲ့ ပေါက်လေးတည်းကနေပေါက်လေးတည်းကနေပဲချောင်းပြီးရတာအခုကဒီတစ်ခေါက်အမှန်ထူးဆန်းတယ်ဒီလိုရတာပွဲစားကြီးသူ့နာမည်ကပါလဲသူ့နာမည်ပါလဲမသိဘူးဟွာလေးတွေကမွေးထိုင်လေးကမွေးနာပဲဒီမှာဒါပွဲစားကြီးအနီးကရိုက်လို့ရတော့ရိုက်ပြပေးတာအနီးကရိုက်လို့ရတော့ရိုက်ပြပေးတာပုံမှန်တိုင်းအမြဲပိတ်ထားတာ ဘုမက မင်းဝင်ဟုတ်တယ်နင်းလည်းကနင်းလည်းစီးပွားရေးလုပ်နေတာ ဆရာတဲ့နေရာစတယ်ဒီမို့တို့ပါဒီဝမ်းမြပါဒီအထူးဆက်လေးနဲ့မကွာထူးနိုင်ပါသည်စစ်စစ်ကြပဲရတဲ့မိသားစုလာနိုင်ပါသည်ဘာနဲ့နဲ့ပြန်တဲ့နေရာသာတို့တို့ရကလည်းမြအောင်မြင်ပါသည်ပြန်ကနေမြအောင်မြင်အောင်အမြင့်မတက်ဒါမှပြပြရတယ်ညမှာပါဆန်းတာပါသူ့ရဲ့ဆောက်ကလေးအောင်မတက်တဲ့အဲ့ဒါချိမှလည်းလည်းနော်ဒါတော့သူကအနေနဲ့မြင်ချင်ပါလေဘာလဲလဲ မြို့လည်းမြို့ရ6ရက်နေရနော်ကိုယ်လည်းဆိုင်ကမှအများကြီးစားတာမားလေးကြလည်းကိုရှိသနာတော့ ဆိုင်ချက်ချက် โอเค စီဝိုင်းလာတယ်ပဲချက် ရှယ် foreigner ကြီး အဲ့တဲ့တော့ရတယ်ဟိုဒါမျိုးကသူရဲ့ဘုရားသားကိုစသားမင်းရဲ့ဝိဆိုင်တယ်တော့လည်းခင်လို့ပြောတက်မဲ့လုပ်တဲ့အခါလက်ကုံတော့မနဲ့ချီတဲ့နဲ့နဲ့ဒါပေမဲ့ကိုပြိမမှာချီတာတော့ချီတာရဲ့နောက်ပြီးတော့စသားမင်းကလည်းပြီးတော့အဲ့လို ဘယ်ဟာကြည့်ကြည့်နော်တက်ပဲလိုက်တာဟောရွှေစည်းတွေရွှေစဝါတွေရှိတဲ့ဟွာဘယ်ရောက်သွားလဲမသိဘူးဒီရက်ကဟာလည်းပုံမှန်ပဲဆက်သွားလိုက်နောက်လာနောက်သားတွေတည်အောင်ပြတာဆိုပဲဒီထဲလည်းဘာမှမရှိဘူးမလေးပူလိုက်တာအမြက်လေးကဲဒီဆောင်ကြီးရောက်ပါပြီဒီမှာတော့နက်ခတ်တွေရှိတယ်ဂျိုးတွေဟိုမှာတင်းလာကြားတယ်တင်းငွေကလုံးနဲ့ဒီမှာဝါကောင်ချင်တိတော်တလင်းစပနန်ကိုင်းနဲ့ဒီမှာအင်္ဂါချင်တိပုဒ္ဓဟူးစင်ပြီးဒီမှာတင်းကျွတ်တဲ့တော့ဗါတယ်ရာစုကိုင်းဟလားကိုကလည်းတစောင်းဘုံကကင်မီက
နတော်ကလေးသမားတဲ့ပြီးရင်ပြာတူကကြတော့မကန်ရုပ်ပြီးရင်စနေနကကြာတာပတိကြွပြီးရင်တပိုတွဲကအပန်းအိုးတပေါင်းကငကျင်းဒီမှာယာဟုဟိုင်းစင်တဲ့တောက်ကြပူးတဲ့ဒီမှာကတကူးစိတ်ကစုံနွားနေယုံကတိတ်နေရဝါဇူကပဇွန်နဲ့နော်ဒါပတ်ပတ်လေဟိုလနဲ့နေနံနေနဲ့ပေါ့နော်အပေါ်မှာနက်ခတ်တွေရှိသေးတယ်ဒီမှာပါတယ်တတဘိရှတနဒိဋ္ဌိတဲ့နော်တရဝံဥဒ္ဒရတံစသဖြင့်ပေါ့နော်အများကြီးပဲမူလတော့ဖတ်ချင်တယ်ဆိုကိုယ့်အကို post လေးတွေဖတ်လို့ရဇေထတဲ့ဒီမှာဝိတာခတွာစိတ်တရဟာတတဥတ္တရဖရကုံအများကြီးပဲပါကနော်ဟိုပြောပါတော့နားလဲတဲ့လူတွေဆိုလို့ရှိရင်တော့ပိုနားလဲနားမှာပေါ့နော်အဲ့ဒါကတခုပြီးရင်အပေါ်တဲတဲ့ကိုပြမယ်ဒီမှာအပေါ်တဲတဲ့မှာလဲသူရှိသေးတယ်ကိုကင်မရာပေါ်ထောင်လို့ရတယ်ဆိုအဲ့မှာကြီးตาရတဲ့ဖြိုင်းตาရမြင်းตาရဟင်းตาရတဲ့မြင့်မို့တဲ့အလဲကောင်းမြင့်မို့ငါပြောင်းမြင်ဖြစ်တယ်ဒီလိုပြဟုတ်ပြီအဲ့မှာအလဲကောင်းတက်မှာကအမြင့်မို့နော်ဒီပပတ်လဲမှာตาရလေးခြံရံထားတယ်အဲ့ဒါကဒီအုတ်ကျောင်းဆောင်ကြီးရဲ့အမိုးမှာရှိဘယ်တောက်မှာလဲဆိုရင်ဒီမှာယာဟုတောက်မှာနော်ဒါယာဟုတောက်ဒီလာကျင်လာတယ်ဒါရှင်တိဝရိကိုဒီမှာရှင်တိဝရိခါတာရှိသေးတယ်ဟိုကြက်ချင်မဟုတ်တီးကျင်တဲ့လူဆိုဒီမှာဖတ်လို့ရတယ်ဒီဘက်က6ခွန်8 90ရှင်တေဝရိခါရတော့ဒီတဲ့ဘေးစိုးများကနေဖယ်ရှားပေးပြီးတော့တဲ့လက်လာပရှင်လန်းပေါ်များစီတယ်တဲ့ဟဲ့တွေ့လားနင်တို့ရွတ်ရမယ်ဟာလေဟမ်ဟောအမလီပူလိုက်တာအဲတောက်ကြဒါကိုယ့်ရဲ့တောင်းရောက်ပြီဒါကိုယ့်ရဲ့တောင်းတကားမင်းကြီးနဂါမင်းကြီးတွားတယ်ကိုဒါခေါ်ရမဟိုလူပွားတော့နော်အိမ်မက်ပေးလို့တဲ့ပေါ်တော်မူနဂါတဲ့သွားကြည့်တဲ့ဆိုလို့လိုက်ကြည့်မလို့သူရှိစည်းကုန်မှာလာဖူးတာအချိန်ကြီးပါမနေတော့ဘယ်မှာလဲအော်ဒီမှာမောင်လေးဟိုစင်းလေးဟိုဒီမှာလားဒီဆောင်ထဲမှာပါဆိုအော်ဒီတော်လေးကကြည့်ပါရှင်နော်ဒီတို့ကန်ထားလားဘာနေတာကြီးတော့ငကားသားလေးဆက်ရတာအော်ဒီဘွဲမှာ2000ရှိတာဟုတ်ငကားသားဆက်ပြီးတဲ့ငကားရည်စင်ဖြန့်အေးချမ်းနေဘာနေတာကြီးတော့ကျွန်တော်တောက်ကြတာဒီကိုင်းထားပါအောင်ရှေ့ဆူတောက်ဟုတ်ကဲ့ဘောကရာဇာနဂါမင်းကြီးတောက်ကြတာဤဝါတောက်ကြတာမိသားစုဝါနွားတို့ဟာရမြတ်ဆက်ပါတယ်မကောင်းတော့ရမကောင်းတော့ပြီဖေပါရှာပါရန်မျိုး၅ပါးကိဝေးအောင်မသာစောက်ရှောက်ပါတောက်ကြတာမိသားစုတွေလုပ်ငန်းတွေအောင်မြင်လို့စီးပွားတွေတို့အောင်စောက်ရှောက်ပါထုတ်ကောင်းထဲကောင်းရတနာပစ္စည်းကောင်းရရှိအောင်မသာစောက်ရှောက်ပါကုန်လန်းသွားတောင်းပြီးတော့ပတ်ငကားရေးတယ်ကဲငကားကြီးနဲ့ပတ်လာဒီထဲလေးမှာဟုတ်ရတယ်ပေးလိုက်လေမရတယ်မောင်လေးခွဲကြည့်လိုက်တတောင်းပေးလိုက်တောင်းပေးမာလီတော့ခွဲကြည့်လိုက်ဟုတ်ကဲ့ခွဲယူလိုက်နော်ဟုတ်ပါတော်ပြီမနေ့ပြန်တော့ခဲ့ဒီလိုခက်ကာလာကြတော့အာကိုးရှာတဲ့ကိစ္စတွေကအများကြီးလေနော်အဲ့လိုမျိုးကိုကတော့အကုန်လုံးagainst ဆိုမဟုတ်ပါစန့်ကျင်တယ်တော့မရှိဘူးပေါ့နော်တီးတန့်ကြီးဟိုဖြစ်နေတာတော့မရှိဘူးပေါ့ကွယ်
ဒီတန်ကြီးလက်ခံနေရတော့မရှိဘူးပေါ့ဟဲ့ပူလိုက်တာပြေးဟေ့ဟောဒီမှာဒါကစီဒါပါပဲဟောလောင်းတော့ဖြစ်စဉ်အင်ကွက်တဲ့ဒီရှေ့စည်းကုန်းထဲမှာလည်းဒီဝက်ချက်တည်မနေဘူးနော်ဟယ်လိုဒီကနေဟောဒီမှာဒါတော့မန်ဂျာနာဘုံခက်လို့ပြောတယ်အရင်တော့ကိုယ့်ရဲ့ဆရာတွေပြောပြတာပေါ့နော်ဒါတော့ပကံခိကစင်တူတော့မဟုတ်ဘူးနောက်မှလည်းတော့လျောင်းတော်မူရှိသေးတယ်ဒီမှာဟောဒီမှာဒါကလျောင်းတော်မူဒီမှာလျောင်းတော်မူရှိတယ်ပြီးသွားပြီလားနဲ့ try ဟေး ဟင်းနားခံနေတယ် ဩ ဒီဘက်ကူကဒီဘက်ဆက်သွား ဟာလားကဲကြောက်မြင်းစီပြေးအောင်ပြေးပူလို့ကဲဒါကတော့ကြောက်မြင်းကြီးပါဟောဒီမှာဒါကြောက်မြင်းရွှေစည်းကုံကရွှေစည်းကုံကကြောက်မြင်းကြီးပါဟိုကတော့စိန်ဖူးတော်ကြီးတဲ့ဟာတဲ့ဒါကစိန်ဖူးတော်ကြီးတဲ့ရေကန်ရေအိုင်တော့ဒီကနေစိန်ဖူးတော်ကိုချိန်ရတာဘယ်လိုချိန်တာလဲတော့မသိပါဘူးကိုကတော့ဘယ်လိုချိန်မတွေ့ငါတို့ဟိုကမပါဘူးရေခွက်တဲ့ကနေဖူးတာဟိုကဒီဘက်မှာတင်နေဟလားဟိုကဘရောက်အောင်ဟိုကခရီးပင်ကဒီမှာတင်တယ်နော်အဲ့ဘောပကိုင်နဲ့တက်တယ်တော့ အေးခရီးပင်တော့ကြည့်လိုက်အောင်နင်ခရီးပင်မတိုင်မိဒါလေးပြအောင်မယ်ဒီမှာအောင်မြင်လေတနေ့ကမကြည့်ခဲ့ရတယ်များလေကဲဟောဒီမှာလေညရုပ်တွေရှိတယ်ဒါကရွှေပြင်းငယ်တဲ့မပေါ်ဘူးတော့မြင်ရလားဒါရွှေပြင်းငယ်ဒီဘက်မှာရွှေပြင်းကြီးဒါကြံစစ်မင်းတဲ့ဒါကအနော်ယထာမင်းဒါကတရားမင်းဒါကရှင်အရဟံတဲ့ကျွန်တော်ပြချင်တာအကြဒီဥစ္စာလေးဒါကကြတော့ဟိုရှေးခေတ်ကတစ်သားတစ်ခါဟိုမှာဟွာပေါ့နော်ဗါတဲ့မှာခြေကူတိုက်တွင်နဲ့သက်ဆင်ခဲ့တော့သူရိယာသမားများပုံနဲ့ပပုလက်ရများပါတိတစ်သားတစ်ခါရွက်ကြီးတဲ့1089 AD တုန်းကဆိုတော့လေဒါဒီမှာသူရိယာဆိုတာဒီမှာသူရိယာတွေကိုတီးခတ်နေတဲ့လူတွေဆိုတာကဒါလေးတွေပေါ့နော်အဲ့ဒါလေးတွေကိုသူတို့တစ်ခါလေကြလို့ရှိရင်ဟိုလေဒီတနှုတ်ခက်လာပါတယ်အဲ့လိုသူတို့ရုပ်တွေနဲ့တော့တိုက်ဆိုင်ပြီးတော့ကြည်ကြတာပေါ့နော်ဒါတစ်သားတစ်ခါဟိုဒီရွှေစည်းကုံရောက်လို့ရှိရင်ကိုလာကြည့်ဒီတစ်ခါယူပေါ်ကြတော့အကြောင်းလဲဆိုတော့ဟိုအရန်ကြီးဟိုပေါ်ပေါ်များမတွေ့ရတော့တဲ့တခါနော်အဲ့လိုမျိုးပါအကြောင်းမတန်းလာတင်ပေးထားတာကိုလူတွေလည်းကြည့်ပြရအောင်လို့ဟီကဲအဲ့ဆိုဟိုဘက်သွားမယ်ဟိုဘက်ကကိုလူတွေမလာမီကိုလူတွေမလာမီကိုပြရတာဆိုတော့ဒီမှာနောက်ထပ်သူ့ရဲ့ရွှေစည်းခုံရဲ့နာမည်ကြီးဖရီဘန်းပေရှိချရာပေဒါကဒီဘက်ကြားထဲမှာတာဖလာဝါဟောဒီမှာပမကူရတဲ့
ဘာလို့လဲရှေးဟောင်းသမိုင်းဝင်နဲ့ခရီးပင်အထူးထိမ့်သိမ်းထားပါသည်တဲ့အပွင့်တို့အရွက်တို့မချိုးရသူကအများအားပွင့်တယ်လို့ပြောတယ်ဒီပြရလေဒီလိုဒီမှာ ဒီဘက်ဆက်လာရပွင့်နေကန်း ဟဲဟဲ ဒီဟုတ်လား ဟုတ်ပါဟာ အော်ဟုတ်ပါတယ်ဆို သူရဒီမှာဖွင့် ဒီဘက်စားဒီဘက်ဟုတ်ပါ တော့ကဲ ဒီဘက်ဆက်လာရဒီပွင့်တဲ့ဟာကိုတယ်ဒီရဲ့အမှဆက်လာရပန်မဟုတ်ဘူးကဲ ကလေးနဲ့ညင်းသေးတာ ကလေးနဲ့ချင်ဖြစ်သေး ကလေးနဲ့ရံဖြစ်သေးတာဒါကသူတို့ရဲ့ အဲ့ဆိုရင်ဒါ ခရီးပင် ပြီးပဲပွင့်ဒီကွာ ဒီနေ့ကျောင်းတက်လားဘယ်မှာတက်တာလဲ ဒီဘက်နားရည် ဒီဟွာညာဦးကပဲဘယ်နှစ်တန်းရောက်ပြီတော့ တက်ရင်တော့ဆဲတယ်လေ 10တန်းလောက်ရောက်ပြီလားဟုတ်လားအသက်ဘယ်လောက်ရှိမလို့တော့ အသက်က15 15 10တန်းရောက်ပြီလားဩအခုကဘာမတက်တော့ဘူးလား တက်ဟိုပဲ အခုအကျောင်းပိတ်တယ် နေရာလေး3လက်ပဲ ပိတ်နေရအခုပြန်တက်ရင်10တန်းတက်ရမှာ ဟုတ်တက်ရင် အခုကမတက်ဘူးလား ငါတက်ရင်ပြောတာ အေးလေအခုမတက်တော့ဘူးလား ကိုကတက်ကိုနှစ်အောင်ထားတော့နှစ်အောင်ထားတာနှစ် ငယ်နေ့ရောက်တော့အခုကဘယ်နှစ်တန်းတော့ ကိုကတက်ရင်10တက်ရမှာကိုက6တက်မှာ အခုက6တန်းမှာပဲရှိသေးတာသူပြောချင်တာအဲ့ဒါကဲအဲ့ဒါတွေလာပြီတဲ့ငါတို့သွားရတော့မယ်အေးဟဲ့ဟိုကလေးနန်းနန်းပဲမှာလဲဒီမှာနော် နာမည်နဲ့ 39ဟမ်ဝင်လို့မရဘူးလားဩဒီမှာ39မြင်းနန်းနန်းရှိတယ်ဘာလို့ပိတ်ထားရလဲ သူပိတ်တာဆိုသူကအဲ့ဒါမရှိဘူး ဩငါတို့ဧည့်တယ်လေငါတို့ဝင်လို့မရဘူးလား ဟုတ်အဲ့ဒါလူပါလို့လာနေလို့ 39မြင်းနန်းအဲ့ဒါမှတကြားမင်းရဟုတ်တယ်ကဲကိုရီအလုပ်ဆက်လုပ်ပါတော့မယ်အဲ့တော့ တော့မဲလား ရွှေစည်းကုတ်နဲ့ပတ်သက်လို့ကတော့ ဟာကွာ တလောင်းစပါပဲဟာအဖြူအောင်အဖွဲရုံးအဖွဲတွေနင်တို့အရင်ရောက်တာလားဟိုဟာတရောရောက်ပြီလားအော်ဟိုမှာအေးသွားအလားလုံး အလန်းလုံးနေတယ်တဲ့ဒီမှာကိုယ့်ရဲ့အဖွဲတွေအဲ့ဒါရွှေစည်းကုံပထမဆုံးလာပူကြတာနည်းနည်းတော့ပင်ပန်းလာပေါ့နော်ရန်ကုန်မှာလျက်လာပြီးတော့သူတို့မနာတခါတည်းဖះဖူးရတာဖြစ်နေတာဖူးရတယ်ဆိုတာကလည်းဘာကြောင့်မှမဟုတ်ဘူးလေဟိုဟိုတယ်ချက်ကင်ဝင်ဖို့ကလည်းအချိန်ကလူသေးတာအဲ့လိုဖြစ်အဲ့ဒီမှာပါမမကိုပြေစောအောင်ကဲအဲ့တော့ရွှေစည်းကောင်ကတလောက်ပဲအလုပ်လုပ်လိုက်အောင်မယ်နောက်ဗီဒီယိုကျရင်တွေ့မယ်